ကဲကျွန်တော်မျိုးတွေအားလုံးမင်္ဂလာပါကြော်မသွားနဲ့နော်ဆုံးအောင်ကြည့်ပြီးကျွန်တော်ဘာပဲတင်ဆုံးအောင်ကြည့်ပြီးအားပေးစကားလေးတွေ comment မှာရေးခဲ့ပြန်မြောက်ဝေးပြီးဒီတစ်ပတ်ကျွန်တော်ပြန်ကြိုးစားပေးမယ်နော်ကျွန်တော်ဘာပဲလုပ်ကျွန်တော်စေတနာနဲ့လုပ်တယ်ကျွန်တော်ပတ်စံတပြားမှမယူဘူးကျွန်တော်မျိုးတွေတည်တယ်အလူလည်းမခံဘူးနော်ကျွန်တော်ပေးရလဲ main ပန်းလေးတစ်ပွင့်နှစ်ပွင့်ပန်းလေးတစ်ပွင့်နှစ်ပွင့်ပေးတာဒီတစ်ပတ်လည်းတစ်ပွင့်ပဲထုတ်ပေးမယ်နော်ကျွန်တော်ထုတ်ပေးမယ်ကြိုးစားပေးမယ်ရမယ်ပန်းပွင့်လေးတွေနော်ပေါက်မဲ့ပန်းပွင့်လေးတွေကျွန်တော်ကြိုးစားပေးမယ်တပွင့်မဲ့ထုတ်ပေးမယ်နော်မကွန်မန့်တွေကြည့်ရတဲ့လူတွေရတယ်ကျွန်တော်စေတနာလောက်တာလေနော်ကျွန်တော်ပန်းပွင့်လေးကြိုက်ရင်ယူမကြိုက်မယူနဲ့ဘသူစီမပတ်စံမတောင်းဘသူစီမမလိမ်ဘူးစေတနာနဲ့ချပေးတာရတဲ့လူတွေတည်တယ်ဒီကျွန်တော်အမျိုးတွေနော်ဒီတစ်ပတ်စောင့်ပေး10ရက်လောက်စောင့်ပေးအချိန်10ရက်လောက်စောင့်ပေးကျွန်တော်ရဲ့ပန်းပွင့်လေးရရင်ကျွန်တော်အရင်ဆုံးအတိပေးမယ်နော်အတိပေးပြီးကျွန်တော်တင်ပေးမယ်ကျွန်တော်တင်ပေးလိုက်ရင်လည်းအမျိုးတို့အရင်ဆုံးဝယ်ထားပါနော်အများဖြစ်တိုင်းပိတ်တယ်နော်ကျွန်တော်အများကြီးမပေးဘူးဒီတစ်ပတ်တပွင့်မဲ့ထုတ်ပေးမှာကောင်းကောင်းလေး main တပွင့်မဲ့ထုတ်မှာနော်အားလုံးပဲပြန်မြောက်ဝေးပေးမင်္ဂလာပါဗျာ